ငွေသားယဟန်တော်တွေအဆက်သွားမယ်ဆိုလို့ရှိရင်ကာမဂုဏ်၅ပါးအဆက်လိုက်မယ်အဲ့တော့ကာမဂုဏ်၅ပါးသာယဟန်တော်တွေအဆက်သွားရင်ဒါအတ္တမနာဓမ္မယဟန်တရားမဟုတ်တော့ဘူးအရှင်မရဟိုပါပေါ့နော်ဘယ်သွားအခမဲ့မရတဲ့လောကကြီးမှာငွေကိုဘာဖြစ်လို့ယဟန်တော်တွေကိုမအပ်ဆက်ဘူးလို့ပြောရတာလဲဗျာငွေဆိုတာကအရာရာကိုဖန်တီးပေးနိုင်တာကိုနော်ငွေဆိုတာကယင်းဒီကိစ္စ second god လို့ပြောကြတာပေါ့နော်ဒုတိယဘုရားသခင်လေဆိုတော့ဟိုမြတ်စွာဘုရားစကားကိုပဲထည့်ရိုက်ပြောရမယ်ဆိုရင်ဒါဂါမဏိစစ်သူကြီးကိုဘုရားပြောတယ်လीနော်ဟိုဂါမဏိစစ်သူကြီးကသူကငွေမလူကောင်းတဲ့ဘက်ကနေသူကဆွေးနေတာပေါ့အဲ့တော့သူပြောတဲ့စကားမှားသွားမှာဆိုလို့မြတ်စွာဘုရားကိုပြန်လျှောက်တယ်မြတ်စွာဘုရားကမမှားဘူးမြင့်မှန်တယ်အဲ့တော့ငွေသားယဟန်တော်တွေအဆက်သွားမယ်ဆိုလို့ရှိရင်ကာမဂုဏ်၅ပါးအဆက်လိုက်မယ်အဲ့တော့ကာမဂုဏ်၅ပါးသာယဟန်တော်တွေအဆက်သွားရင်ဒါအတ္တမနာဓမ္မယဟန်တရားမဟုတ်တော့ဘူးနော်ယဟန်တရားမဟုတ်ဘူးအဲ့တော့ယဟန်နဲ့ကာမဂုဏ်၅ပါးဆိုတာမသိတော့မလဲဆက်ဘူးလေမလျော်ဘူးလေအဲ့တော့ဒီကာမဂုဏ်၅ပါးကိုဒီပတ်စံကဖန်တီးပေးနိုင်တယ်အဲ့တော့ငွေမရှိတဲ့သူနဲ့ငွေရှိတဲ့သူကအများကြီးกว่าတာလေငွေရှိလို့ရှိရင်ဒါစိတ်တွေဖောက်ပြန်သွားပြီးတော့မတော်တဲ့နေရာမှာသွားသုံးနိုင်တယ်ဆိုတော့ငွေရှိတဲ့အခါကျတော့ဦးဇင်းတို့လည်းရင်လည်းပြောဖို့ပါတယ်ငွေရှိတော့ဘာဖြစ်လဲလောင်းဝစားတွေလုပ်လို့ရတယ်ဒီနေ့ဘုန်းကြီးသင်္ကန်းဝတ်ခြင်းနဲ့လောင်းဝစားလုပ်တာလည်းကြားနေရတယ်လေအစိုးဆုံးကတော့ယဟန်အတုတွေပေါ်လာတာပဲလေဟိုတနေ့ရအောင်ကျွန်တော်တခါတယောက်တောင်လာမေးသေးတယ်ပေါ့ဟိုယဟန်အတုတွေအရန်ပေါ်နေတယ်ပေါ့နော်ကားဂိတ်တွေမှာလမ်းဆောင်လမ်းခွာတွေမှာပတ်စံတွေအလူခန်းတွေကြတာယဟန်အတုတွေများတယ်ဆိုတော့အဲ့တော့ပတ်စံအလူခန်းလို့ရတဲ့ဒလိမြန်မာနိုင်ငံမှာရှိနေတဲ့အတွက်ကြောင့်အဆောင်စားတဲ့ပုံကိုယ်တွေပေါ်လာတယ်သင်္ကန်းလက်ကြောမထင်တဲ့ပုံကိုယ်ပေါ့နော်အဲ့တော့သင်္ကန်းဝတ်ပြီးတော့လမ်းတကာပတ်ပြီးတော့အလူခန်းတယ်ဒကာဓမ္မတွေကလည်းသင်္ကန်းပတ်ထားတဲ့ဘုန်းကြီးမှန်ရင်ဆက်လာတူလာစစ်စစ်ဖို့မစင်စားတော့ဘူးငွေလူမယ်ဆိုတာကြီးပဲဆိုတော့အဲ့လိုမျိုးစဉ်းစားဆင်ခြင်ကင်းမယ်ပြီးတော့ငွေလူတဲ့ပုံကိုယ်တွေပေါ်တဲ့အတွက်ကြောင့်အချောင်းဝစ်တဲ့ပုံကိုယ်တွေပေါ်လာတယ်ဦးဇင်းပြောလိုက်ပါလားအဲ့ဒီကတကယ်ငယ်ဖြူယဟန်ဆရာသမားနဲ့တကယ်စနစ်တကျသင်ယူလေ့လာထားတဲ့ယဟန်ဆိုလို့ရှိရင်အဲ့လိုမျိုးဘူတာယုံတွေကားဂိတ်တွေလမ်းဆောင်လမ်းခွာတွေမှာပတ်စံလိုက်အလိုမခံပါဘူးလို့ဒါသိချတဲ့ယဟန်အတူပဲနော်ယဟန်အစ်ဖြစ်ခိုင်တော့မှတကယ်ဆရာကောင်းသမားကောင်းစီမှာဝတ်တဲ့ပုဂ္ဂိုလ်မဟုတ်နိုင်ဘူးပေါ့နော်တကယ်ယဟန်အစ်မှအဲ့လိုမျိုးလမ်းဆောင်လမ်းခွာတွေမှာပတ်စံလူခံတဲ့ပုဂ္ဂိုလ်မလုပ်ပါဘူးတရားဓမ္မတွေဒါလေးထားတင်တာဒါကြောင့်ဦးဇင်းတို့ပတ်စံမလူနဲ့ပစ္စည်းလေးပါလူတချို့ဦးဇင်းတို့ပြောတယ်အားတဲ့ဈေးထဲမှာပေါ့နော်ဟိုဖက်နဲ့ပြတ်သွားတယ်ဆိုပြီးတော့ပတ်စံလာတောင်းကြတယ်ဗောတခါကြီးတို့တခါမကြီးတို့ကိုရင်ဖက်နဲ့ပြတ်သွားလို့ပါဦးဇင်းဖက်နဲ့ပြတ်သွားလို့ပါဖက်နဲ့ဘိုးလေးလူပါအောင်ဆိုတော့သူကဟိုသူ့လည်းဖက်နဲ့ဘိုးလိုက်လူကန်ဒီသူ့လည်းဖက်နဲ့ဈေးတစ်စုံလည်းနှံ့နေပြီတော့ဖက်နဲ့ဘိုးကလည်းမပြီးနိုင်တော့ဘူးသူဖက်နဲ့ဘိုးကဆိုတော့ဦးဇင်းအကြံပေးတယ်တကယ်သူဖက်နဲ့ပြတ်ဖက်နဲ့လိုချင်တယ်ဆိုရင်ဖက်နဲ့ကပ်ဝယ်ပေးလိုက်ဖက်နဲ့ကပ်ပြီးပေးလိုက်သူ့ဆိုင်နဲ့တန်တဲ့ဖက်နဲ့ကိုပေးလိုက်အဲ့တော့တကယ်ဖက်နဲ့လိုချင်တဲ့ပုဂ္ဂိုလ်ကဖက်နဲ့ရရင်ကျင်းတဲ့ငွေမလိုချင်ဘူးဟုတ်နော်အဲ့တော့ဆုံးဖုံးပေးရတဲ့ပုဂ္ဂိုလ်ဆုံးဖုံးလေးလူပါအောင်ပြောရင်ဆုံးဖုံးမလူနဲ့ဆုံးကတ်လိုက်ဦးဇင်းကဆုံးကတ်လိုက်ဖက်နဲ့လူပေးလိုက်အဲ့ပတ်စံတကယ်လိုချင်တဲ့ပုဂ္ဂိုလ်ကမဟုတ်ဘူးသူကပတ်စံရအောင်တောင်းလိုက်မယ်သူကဟာဦးစင်းကိုယ့်ကိုဝယ်လိုက်မယ်လို့ပြောလိုက်မယ်သူကနော်အဲ့တော့ဦးစင်းကိုယ့်ကိုဝယ်စားလိုက်မယ်ကိုယ့်ကိုဝယ်လိုက်မယ်လို့ပြောလိုက်မယ်ဘာလို့သူပတ်စံလိုချင်တာလေဖက်နဲ့လိုချင်တာမဟုတ်တာအဲ့တော့ဦးစင်းအကြောင်းအဲ့လိုယဟန်အတုတွေပပြောက်ဖို့အတွက်ကဒကာဓမ္မတွေစဉ်းစားသင့်တယ်လေဒါကြောင့်ဦးစင်းတို့အဲ့လိုလမ်းဆောင်လမ်းခွာတွေဈေးတွေမှာလိုက်လူခံနေတဲ့ဟာမျိုးကိုဦးစင်းတို့အာမပေးသင့်ဘူးဘာလို့အစ်စ်ထက်အတုများတယ်အဲ့ဒါတွေကဒါကြောင့်တကယ်ဒုက္ခရောက်နေတယ်ဆိုလို့ရှိရင်ခုနဆုံးကပ်ပေးလိုက်ပါဖက်နဲ့လူပေးလိုက်ပါဟုတ်လားအဲ့ဒါမျိုးပေါ့အဲ့တော့တကယ်ပတ်စံလိုချင်တဲ့ပုံကိုကြတာမဟုတ်ဘူးအဲ့ဒီဖက်နဲ့ကိုတမင်တကာဖြတ်တယ်ကိုနေရလူခံဒီနေရလူခံတော့ဒကာဓမ္မတွေကအဲ့ဒါဦးဇင်းတို့ဒီနေ့မနေ့တောင်တရားဟောခဲ့သေးတယ်ပညာဗုဒ္ဓဘာသာဝင်တွေအားနည်းနေတာအဲ့တော့တတ္တာဗုဒ္ဓဘာသာဝင်တွေအားကောင်းတဲ့ခါကျတော့အတုတွေကလည်းထကြွလာတာပေါ့နော်အဲ့ကြောင့်တို့ပတ်စံရှိတော့ခုနနောက်ဆုံးခုနသာသနာဖြတ်တဲ့ပုံကိုတွေသာသနာအတုယဟန်တုတွေပေါ်လာတယ်နော်ဒါတာရကတစ်ခုပြောပြတာလေပတ်စံရဲ့အန်ဒရယ်ကိုပြောပြတာလေပတ်စံကြောင့်ယဟန်တုတွေပေါ်လာတယ်နော်အဲ့တော့ငွေလိုချင်လို့စီးပွားရေးလောက်လာတယ်နော်အဲ့လိုမျိုးဖြစ်လာတယ်အဲ့တော့ဦးဇင်းတို့အရာရာမှာဦးဇင်းတို့နောက်ဆုံးဘယ်လောက်တောင်ဖြစ်လာလဲဆိုပြပြမယ်ဆိုရင်ဦးဇင်းတို့ဟိုတချို့ကြားတာရှိတယ်ဗောလေတချို့ဓမ္မဂရိကတွေဆိုလို့ရှိရင်လည်းတရားဟောတယ်ဓမ္မပူဇာနဲလို့မဟောဘူးဆိုတာမျိုးတွေဖြစ်ကြသေးတယ်နောက်ခောဘကပုဂ္ဂိုလ်နဲ့ဓမ္မဂရိကနဲ့ရံပြတဲ့ဇလန်းတွေကြားတယ်ဟုတ်တော့ဓမ္မပူဇာပြဿနာတွေငွေပြဿနာတွေလေဆိုတော့မဖြစ်တဲ့ကိစ္စတွေလေအဲ့တော့ခောဘကဓမ္မပူဇာအကုန်မပေးလို့ဓမ္မဂရိကနဲ့ရံပြတဲ့ဇလန်းတွေဆိုတော့ဒါတွေအားလုံးကငွေကိုအခြေခံပြီးတော့ယဟန်တစ်ပါးအနေနဲ့မဖြစ်တဲ့ပြဿနာတွေဖြစ်လာတာပဲနော်အဲကြောင့်ဦးဇင်းတို့ကမြတ်စွာဘုရားကငွေမလူအောင်လို့မဆိုလို့လူချင်းကပ္ပိယကာရကလက်ထက်မှာအပ်ပြီးတော့ဆက်ဆက်လူပါလို့ပြောထားပြီးသားပဲအဆုံးမရောက်ပါဘူးမြတ်စွာဘုရားနော်ငွေဒီမရှိမဖြစ်လိုအပ်တဲ့ဟာမှန်တယ်ဒါပေမဲ့မြတ်စွာဘုရားကမစ္စမပတိပိတာပဲနော်ယဟန်တွေလက်ထက်မှာမထက်ရအောင်ယဟန်တွေကိုယ်တိုင်ဝယ်ယူသုံးစွဲခြင်းခွင့်မပြုဘူးဦးဇင်းခဏခဏပြောနေတာလက်ထက်မှာငွေရှိတယ်ဆိုလို့ချင်းနောက်ဆုံးပုံပြောမယ်ဆိုရင်လူခိုးထပ်ပြီးတော့မာတုကမှတော့ပြောလို့ရတယ်ဟုတ်တယ်လားသဖြင့်တို့တွေဝယ်မယ်အင်ဂျီတွေဝယ်ပြီးတော့ထွက်လိုက်မှသူမှမသိလိုက်ဒါမျိုးတွေဦးဇင်းတို့အများကြီးကြားနေရတယ်လေအားလုံးအခြေခံလိုက်ရင်ငွေပဲငွေသားလက်ထက်မှာမရှိရင်ဒီလိုမျိုးလုပ်ဖို့စိတ်ကူးမှာမဟုတ်ဘူးဟုတ်တယ်နော်ငွေမရှိတဲ့ယဟန်တစ်ပါးအနေနဲ့လူထက်ဖို့လုံးဝစိတ်ကူးမှာမဟုတ်ဘူးလက်ထက်မှာငွေရှိတော့ငွေအားကိုးနဲ့လုံရဲတယ်ဟုတ်တယ်လားနောက်ဆုံးခုနအရက်ဝယ်တောက်တာတွေပါဖြစ်လာတာဟုတ်တယ်လားအကြောင်းသားကပ္ပိယပေါ့ဝယ်ခိုင်းထားမယ်ဆိုတော့အားလုံးပါလဲငွေကြောင့်ဖြစ်တဲ့ပြဿနာတွေအဲကြောင့်မြတ်စွာဘုရားအဲကြောင့်ငွေကိုပယ်ခဲ့တယ်ဆိုတာအဲ့ဒါပဲနော်ငွေကိုင်းလိုက်တော့အပြင်တခြားတီလာတွေနောက်လျှောက်ထက်လျှောက်ကျိုးပြီဟုတ်နော်တခြားတီလာကျိုးပြီအဲ့တော့ငွေကိုင်းထားပြီးတော့ဟိုတခြားတီလာတွေမကျိုးပါဘူးဆိုတာအမတန်ချားပါတယ်နော်အပားတစ်ထောင်မှတစ်ပါးတော့မရှိလာဘူးစင်းထင်တယ်လေငွေကိုင်းနေငွေတော့ကိုင်းတယ်မလွတ်တာမချမ်းသာလို့ကိုင်းတယ်ဒါပေမဲ့တခြားတီလာလုံးဝမကျိုးပါဘူးလို့ဆိုတဲ့ဆရာတော်မျိုးမရှိဘူးလို့တော့မပြောနိုင်ဘူးပေါ့နော်ဒါပေမဲ့
ဦးစင်းတင်တယ်1000 1000မှာတဘာရှီကောင်းချီချီမှာချီမှာပေါ့နော်ပတ်စံကင်ပြီးတော့အာဒီလာမသိမ့်ပါဘူးအာဘဲမကျိုးအာဘဲမသိမ့်ပါဘူးဆိုတဲ့ဘုန်းကြီးမျိုးပေါ့နော်တော်တော်ရှားလိမ့်မယ်တင်တယ်